ရက်ကွက်တွေကစက်သားဆိုင်တွေမှာတော့လူတွေများကြီးစီကားနေပါတယ်။အဲ့ဒီတက်ကလေလာရဲ့ဆိုင်မှာတော့လူတွေများကြီးရှိနေပါတယ်။အမစက်သားဘယ်လိုရောင်းတာလဲဒီကောင်ဘယ်လောက်လဲ။အော်ညီမအကောစက်သားစိတ်တက်တယ်လေ။အဲ့ဒါကြောင့်ဒီကောင်9000မှာအရန်တန်တယ်နော်ဝယ်ကြ။ဟမ်9000တော့မှလားညီမတော့မဝယ်နိုင်တော့ဘူး။ဖြစ်နိုင်ဈေးလျှော့ပေးပါလား။ဟုတ်တယ်မဈေးကအရန်ကြည့်တယ်ညီမတို့လည်းမဝယ်နိုင်ဘူး။အဲ့ဒါကြောင့်ဈေးလေးလျှော့ပေးပါနော်။အိုးညီမတို့ကလည်းဘယ်လိုရှော့ပေးလို့ရမှာလဲဒီကောင်9000မှဆိုမှဒါတော့ရှော့ပေးထားတာဒီတက်ဈေးရှော့ပေးလိုက်အမရင်းပြုတ်သွားမှာပေါ့တန်ပါတယ်9000မဲ့ဟာဝင်လိုက်ပါနော်အမယူနေရလားဒီကောင်9000ကြီးလေရှော့ပေးလေအမရှော့လည်းမရှော့ပေးဘူး3000တော့ရှော့ပေးတော့အမဒီမညီမအမပရဟိတ်တာလုံးနေမှာမဟုတ်ဘူးဈေးရောက်နေရဝဲချင်းဝဲမဝဲချင်းတို့ခလန်လန်ကအရင်မြိုင်ဆိုင်မှာတော့မိနီတယောက်ရှိနေပါတယ်သူတို့ရန်နေဖြစ်နေရပဲငါတို့အတူခေါ်လိုက်မယ်အက9000ဒီက1000မရှိအောင်ဟုတ်တယ်ဒီကပို့ပြီးတန်တယ်အဲ့ဒါကြောင့်သူတို့ခေါ်လိုက်မယ်စသားရရမယ်ဝယ်ကြောင်းနော်လက်ဆက်တယ်နော်ဒီကောင်မှ1000နဲ့အရန်တန်တယ်နော်ဟေးအားလုံးမယူကြည့်ကြပါအောင်ဒီဆန်တက်ကောင်1000နဲ့အရန်တန်တာနော်ပြီးတော့လက်ဆက်တယ်အရန်မိုက်တယ်အရန်နဲ့တန်တယ်လာဝယ်ကြပါလာဝယ်ကြနော်အဲ့ဒီဆန်ဒီကောင်9000ကြီးမတန်ဘူးဒီလာဝယ်ကြဒါတကောင်1000မရှိရဲ့အဲ့ဒါကြောင့်သူတို့အားလုံးနဲ့ကြောင်းစင်းနေရပေါ့ဘာရဲ့ကြည့်နေလဲလာလေလာဝဲအရှမ်းတန်တာတော့တကယ်ပြောနေရ1000နဲ့ဒီကောင်မှ1000နဲ့ဟေးကြည့်ကြပါအောင်ဟိုဘက်ဆန်ဒီကောင်မှ1000နဲ့ဒါဆိုငါတို့တော့ဝယ်ကြမယ်လေဒီဆန်စီကန်ကြည့်တယ်ဒီကောင်9000လဲအမျက်သားစားပဲဟုတ်တယ်ဒီဆန်အရှမ်းအမျက်စားတာဒါဆိုကျမတို့အားလုံးဘာလဲသုံးပါလဲသွားမယ်လေတော့ဝယ်ကြမယ်အေးတော့ဝယ်ကြမယ်လာကြလေကြည့်မနေနဲ့လာဝယ်ကြစသားကြီးကုန်းတော့မယ်လာကြနော်လာကြစသားကြီးလက်ဆက်တယ်ဒီကောင်မှ1000နဲ့သူများလိုမျိုး9000မရောဘူးနော်လာကြနော်လာကြအဲ့ဒါကြောင့်လေလာရဖောက်တယ်တွေအားလုံးလဲဟိုဘက်ကိုရှုပ်သွားတာပေါ့အေးသွားကြဒီလောက်အရှမ်းတန်တဲ့စီကိုသူတို့ကမွယ်စင်ချအောင်လေသွားပြီးတော့ငါရဲ့စက်သားလဲအရှမ်းလက်ဆက်တယ်သူတို့ကမွယ်စင်တာလေမဝယ်ကြနဲ့သွားပြီးတော့မိနီနေမှတ်ထားလိုက်ဒီနေ့ညပဲငါနှုတ်လာတတ်ပြစ်မယ်ပြီးတော့နင့်အသားတွေကိုစက်သားလောက်ပြီးရောင်းစားပြစ်မယ်နေမှတ်ထားလိုက်အဲ့လိုနဲ့ညာဘက်ကိုချလာပါတယ်ညာဘက်မှာတော့မိနီတရားလမ်းဘက်ကြီးမှာမြန်မာလူကြီးတွေရှက်နေပါတယ်ဒါရီကိုတော့လေလာကလှမ်းရှောင်းကြည့်နေပါတယ်အပြင်မှာလူရှင်းနေငါသွားလို့ရပြီအခုတော့ငါရဲ့ plan စရတော့မယ်မိနီနေတော့တိတ်ပတာပြင်ထားလိုက်တော့အဲ့လိုပြောပြီးအိမ်ထဲကိုပြေးဝင်သွားပါတယ်အရီနာမိဖို့ကြောင့်လည်းကိုဝင်လာပါတယ်အရီနာမှာတော့ဓာတ်တချမ်းကိုယူလိုက်ပါတယ်သူကတော့လူသက်တော့မှာပါအရီနာအိမ်ပြေကိုမြန်မာလူကြီးပြေးထွက်သွားပါလိရောဒါကတော့စက်တုံလေးလက်ဓာကြီးပါအရီနာအပြင်ကိုပြေးထွက်သွားပါတယ်ပြီးတော့ပုံလိုက်ပါတယ်ဟာဆိုတော့ဒီနောက်မှာလူတယောက်သွားနေတယ်လို့ပဲအခုဘယ်သူမှမရှိပါလားငါထင်အောင်မှဖြစ်တာလားဘာလားပဲဟာတော်တရားပေါ့သူမမြင်သွားလို့မဟုတ်တော့ခွမ်းမိပဲအရီနာကိုပြေးပြီးဓာကြီးနဲ့ခုတ်ပါလိရောရှော့သေစမ်းသေနောက်ဆုံးမှာတော့မိနီလည်းသူ့ကြိုင်ထဲမှာလဲကြပြီးအသက်ပြောက်သွားရပါတယ်ရှော့သွားတာပါဒါပဲနင်သေရမယ်မနှက်ဖြန်အတွက်တော့နင်အသားတွေကိုရောင်းစားပြစ်တော့မယ်အရီနာမိနီရဲ့အသားတွေကိုဓာကြီးနဲ့လှီးနေပါတယ်အသားတွေကတော့လှီးပြီးသွားပြီဒီအလားကိုဘယ်နှထားရမလဲလူတွေမြင်သွားလို့မဖြစ်ဘူးရှုပ်တရက်ပါပဲလေလာနေငေါ့တက်ခဲ့တယ်အရီတွန်နေပြန်ပေးဆက်ရမယ်ဝါတာဖန်အဲ့ဒါဘာတိုင်းလဲဘာတူလာပြောနေရလဲတော်ပြီဟာအိတ်ပဲအိတ်တော့မယ်အဲ့လိုပြောပြီးအိတ်နေပါတယ်ရှုပ်တရက်နောက်ထပ်အတန်ကြီးကိုထပ်ချလိုက်ရတယ်နေငေါ့တက်ခဲ့တာအရီတွန်နေပြန်ပေးဆက်ရမယ်လေလာအခုဆိုသူ့ရဲ့ရှေ့မှာတရမကြီးကြောင်းနေပါပြီထအဆန်းမှာထခဲ့လေလာလေလန့်လို့သွားတယ်ပြီးတော့ဟိုကြည့်တီရှောက်ကြလိုက်တယ်ဘယ်သူမှမရှိပါဘူးဟာ Oh my god ဘယ်သူမှမရှိပါလားအဲ့လိုနဲ့မနက်ဘက်ကိုရလာပါတယ်ဟေးလေလာရဲ့ဆောင်လဲကြည့်ကြပါအောင်ဝယ်သူဘယ်သူမှလည်းမရှိဘူးနော်အေးလေဘလို့ရှိမှလဲအမြတ်အရန်စားတာကို9000တောင်မှလေတကောင်စက်တကောင်9000ဆိုမှတော့ဘသူကလာဝယ်မှလဲအေးလေဘသူကလာဝယ်မှလဲသိမစားပါဘူးသူကအရှုံးရတော့မှနင်တို့ကလေလာပေါ်လာဒါမှမဟုတ်စက်သားလာဝယ်ရလားဘာလုံနေရလဲဝယ်မယ်ဆိုဝယ်မဝိုင်းတို့သွားအိုးဂျော်လေးကလည်းခဏပဲစားဝဲမှာပေါ့ဒီမှာစကားပြောလို့ကောင်းနေတော့အဲ့ဒီရှင်လေးလာကစက်သားရမယ်နော်စက်သားရမယ်ဈေးလျှော့ပေးကြပါတယ်ဒီကောင်မှ1000ပဲလာဝယ်ကြနော်လာဝယ်ကြအသားတွေကအရောင်လက်ဆက်ပါတယ်လာဝယ်ကြနော်လာဝယ်ကြဈေးလည်းလျှော့ပေးထားပါတယ်အဖိုးတောင်းရင်အဖိုးထည့်ပေးရနော်လက်ဆက်ပဲလာဝယ်ကြနော်လာဝယ်ကြအဲ့လိုကြီးတွေမြန်မာလူကြီးတွေအော်ခေါ်လိုက်တာပါဟေးနင်တို့ကြားရင်မလားဒီကောင်1000နဲ့အပိုလည်းပေးမှာဘ
ပြီးတော့စက်သားရလည်းဆက်နေရပဲငါတို့တောင်းဝယ်ကြမယ်အဲ့ဒီနောက်တောင်းဝယ်ကြတယ်အမညီမကိုလေစက်သားတစ်ကောင်ပေးပါအမောင်ကြီးအရန်ပြောင်းနေသလိုပဲနော်အရှမ်းလည်းမိုက်တယ်ဘလို့ဖြစ်လို့ဈေးလျှော့တော့ရရလဲဟုတ်တယ်မဘလို့ဖြစ်ပြီးဈေးလျှော့လိုက်ရရလဲဂျာနေညီမကိုအကောင့်20ပေးပါအိမ်နီးနားချင်းကိုဝေပေးခြင်းလို့ဂျာနေအမစက်သားရဘုရားရရတယ်အများကြီးပဲနော်ပြီးတော့အရန်လည်းလက်ဆက်တယ်ပြီးတော့အပိုလည်းပေးမှဆိုဂျာနေညီမကိုလေအကောင့်2000ပေးပါဒီစကူရာမျိုးကြီးကိုကျွေးခြင်းလို့ဂျာနေညီမမယုံမယ်စက်သားရဘုရားရရလဲငါဘလို့ပြောရမှာလဲအမှန်တိုင်းပြောလို့မဖြစ်ဘူး။အိုးဒီလိုပဲပြောလိုက်တော့မယ်။အော်အဲ့ဒါလေအမဦးလေးပေးတာ။ तू ဟာကြက်မွေးမျိုးကြီးလောက်တာလေ။အော်အဲ့လိုညီမအမကိုခိုးထားတဲ့ချင်းနေอ่ะ။ Sorry နော်။ဂျန်နဲ့ညီမအကောင့်2000ပေး။အိုးရှုပ်ပါတယ်အကောင့်2သိန်းပဲပေး။စာကူရာတစ်မျိုးလုံးဖရီကျွေးပြမယ်။အမမအကောင့်2သိန်းမရှိဘူး။ရှိရမှာအကောင့်100တဲ့။ဘယ်လိုလုပ်ရမှာလဲ။အဲ့လိုနဲ့ညာဘက်ကိုရှောက်လာပြီးစသားကြီးလည်းရမ်းကုန်သွားတယ်။လေလာတဲ့ကတော့အလုပ်တွေရှုပ်နေရပေါ့ရှုပ်တည်ရမြန်ငေါ့တက်ခဲ့ရအဲ့ဒီတော့နေပြန်ပေးစရမယ်ပြန်ပေးစရမယ်ဟာဟာလာစမ်းမဒူကြည့်ကြမှာဒူကြည့်လေဟာဟာဟာရှောမြန်ငေါ့ကြည့်ရပေါ်လေငါလာရမလားရှောသိစမ်းနေသိမလားသိလေရှမ်းကောင်းနေသိနေသိမရှမ်းကောင်းတာအခုသိနေတူရောဒီဗီဒီယိုကိုလိုက်ပေးခဲ့ပြီးတော့ channel ကို subscribe လုပ်ထားမဟုတ်တော့ကတော့လာရှောက်ကြည့်မယ်ဇလန်လင်ကတော့ကြောက်ပါပဲနော်စာကူရာဇလန်ကောင်းတွေကိုစိုက်တဲ့သူတွေကဗီဒီယိုတွေကိုလိုက်လေးပေးခဲ့ပါ channel လေးကို subscribe လေးပြုလုပ်ပေးခဲ့ပါနောက်တဲ့စာကူရာဇလန်ကောင်းတွေမှာပြန်လည်တွေ့ဆုံကြပါမယ် channel ဗီဒီယိုလေးကိုလည်း share ပေးသွားပါအောင်နော်အားမိတ်တွေနဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူ KKA ပဲဖြစ်ပါတယ်ဒါဆိုနောက်တဲ့စာကူရာတရားဇလန်တွေအရှိဇလန်တွေမှာပြန်လည်တွေ့ဆုံကြပါမယ်